အမင်္ဂလာပါဗျဟုတ်ကဲ့ပါဟုတ်ကျွန်တော်နာမည်ကတော့ဦးခွန်ဖိုးစင်လို့ခေါ်ပါတယ်ကျွန်တော်နေရတော့ပင်လောင်းမျိုးနယ်မဲဆန္ဒနယ်အမတ်တဲကနေပြီးမှဒီအဘပေါ့အနိုင်ရလာတဲ့လူတော်ကိုယ်စားတယောက်အနေနဲ့ဖြစ်ပါတယ်ဒါနဲ့အခုလက်ရှိကျွန်တော်ဒေသဥက္ကဋ္ဌဖြစ်ရတဲ့အကြောင်းအရာလဲကျွန်တော်တို့ကနေပြီးမှဒါလွတ်တော်မှာတက်လွတ်တော်နေပြီးမှဒီလွတ်တော်မှာရှိတဲ့ကျွန်တော်တို့လူတော်ကိုယ်စားတွေအားလုံးဝင်ပြီးတော့ထောက်ခံပေးတဲ့အတွက်ကြောင့်ဒီဒေသဥက္ကဋ္ဌဖြစ်လာရတဲ့အကြောင်းကြီးဖြစ်ပါတယ်ဗျဟုတ်ကဲ့တိတ်မကြခင်မှာကျွန်တော်တို့ကနှစ်သစ်ကလေးကူးတော့မှာပေါ့နော်နှစ်သစ်ကူးလေးချိန်ကျရင်ကျွန်တော်တို့မြန်မာနိုင်ငံမှာရှိတဲ့တိုင်းသူပြည်သားတွေအားလုံးဒါမှမဟုတ်ကျွန်တော်ကိုယ်ပိုင်ဒီကွန်မောင်ကျွန်တော်ဒေသမကပဲတနင်္ဂနွေလုံးတိုင်းသူပြည်သားတွေအားလုံးကြမ်းမှချမ်းသာပါစေလို့ကျွန်တော်အနေနဲ့ပဲအဲ့လိုဟောပေါ့စုံမကောင်းတောင်းပေးလိုက်ပါတယ်ဗျဟုတ်ကဲ့ပါခင်ဗျဘာလို့ဆိုကျွန်တော်တို့ကိုယ်ပိုင်ကျွန်တော်ရတဲ့ကရဲ့ဒီလွန်ခဲ့တဲ့တနေ့ကဒီနေဆက်မှာစစ်ပေးတံခံနေရတဲ့ကျော်မိဘပြည်သူတွေအများကြီးဖြစ်ပါတယ်ဗျအဲ့ဒါကြောင့်တို့ကစစ်တမ်းတွေခံရတဲ့မိဘပြည်သူကိုကျွန်တော်ဒီပြန်လည်ထူထောင်နိုင်ဖို့အတွက်ကျွန်တော်အနေနဲ့ဒါပထမအဆုံးအနေနဲ့လုပ်ဆောင်ပေးသွားချင်ပါတယ်ဗျဟုတ်